အခုကာလာကတော့မပူတဲ့ຢာလေးကြော်လွန်းတဲ့ကာလာဖြစ်တဲ့အလျာမမအနေနဲ့မိုးရတည်ရဲ့ဆောင်းရတည်လည်းလုံးဝခမ်းမနေပြီနော်မကိုမတွေအနေနဲ့မှားရချင်တယ်ဆိုရင်လည်းမတို့ချင်းသားဤလေးနဲ့မဒီနေ့ချင်းလေးနဲ့တို့ပို့ဖော်ပြီး fashion လေးကိုဒီဇိုင်းဆင်လို့ရပါတယ်မတို့ဒီနေ့ချင်းနဲ့ကိုမိုင်တည်ရတာရောမအသားလေးဆိုလည်းမထူတဲ့ချင်းလုံးဝမရှိဘူးမနွေရာသီမှာဝတ်လို့ရတဲ့အချင်းအသားလေးအရန်ကောင်းတာမသားလေးဆိုတာဤပြောလေးမတော့အသားလေးကလေဝလို့ပပလေးပေါ့မထူထူကြီးဖြစ်မနေဘူးမဝတ်တဲ့ခါမှာတတော်သားလေးဖြစ်ပါလေရှေ့ပြီးတော့ဝမ်းဆက်ပြည့်တဲ့ကြောင့်မလို့မအင်းရှိပြီးဘောင်းရှာနေစရာလည်းမလိုဘောင်းရှိအင်းရှာနေစရာလည်းမလိုပါဘူးရှင်ဘာကမှညီမလေးတို့ကမလွှင့်ပြလိုက်ရဘူးလိုက်လေးလည်းမလွှင့်ပြလိုက်ဗီဒီယိုလေးလည်းမတင်ပေးလိုက်ရဘူးဒီ website ကလေးဒါကြောင့်မလို့ကိုမိုက်တော့ကိုဒီဘာကရပြီးတော့မှဗီဒီယိုလေးတင်ပေးတာဖြစ်ပါတယ်ရှင်အင်ဂျီဘောင်းကြီးရဲ့ခါတိုင်းရင်တိုင်းတင်တိုင်းလေးညီမလေးပြောပြတာဖြစ်ပါတယ်ရှင်ညီမလေးအင်ဂျီရဲ့ရင်ဆိုင်လေးရင်ဆိုင်30ရန်နဲ့ဆောက်လို့ရပါတယ်ရှင်ရင်ဆိုင်30ရန်နေပြီးတော့ရင်ဆိုင်44 46လောက်ဒီပို့လို့ရအင်ဂျီလေးကအင်ဂျီကဘလောက်ဆိုင်ကြည့်ဖို့လို့ရဒါပေမဲ့46တက်ဆိုင်44လောက်ဒီပို့ပြီးအဆင်ပြေပါတယ်ရှင်ဂျင်းဆိုတော့ကိုမိုက်တည့်ရတာဂျင်းကအရင်ဆွဲမပါဘူးလေမတင်မရကြတော့မတို့ဘောင်းကြီးရကြသူတို့ရဲ့origin သူတို့ရဲ့ထုတ်ပုံပြီး KK ဘက်ဟောမှာဘောင်းမီဆိုဒီနေ့ခက်သေးတယ်ပို့ပြီးသေးတယ်အိတ်ကလေးခါဆက်တော့24တောင်ဆိုင်ခါဆက်36လောက်ဒီပို့လို့ရတင်စုတာ46လောက်ဒီပို့လို့ရပါရှစ်တင်46ကိုတော့မှနည်းနည်းထထုတ်ကြီးဖြစ်တယ်ဆိုရင်44လောက်ဒီပဲယူပါနော်ညီမလေးတော့46နည်းနည်းကက်ကလေးတော့ဖြစ်တယ်မညီမလေးတို့ညီမရိုးလိုမျိုးကတ်တာမကြိုက်ဘူးဆိုရင်တော့ပေါ်လေးဝတ်ချင်တယ်ဆိုတော့44လောက်ဒီပဲယူပါရှစ်ဒါဆိုတော့ညီမလေးဒီဇိုင်းလေးတွေဘလို့အလန်းလေးပြပေးမယ်ဆိုတော့ကိုမလေးဗီဒီယိုလေးအစုံလေးကြည့်ပေးပါအောင်ရှစ်ဒီလိုမျိုးလက်တွေတင်မဟုတ်ဘဲနဲ့လက်ရှိလေးတွေလည်းပေါင်းပါပါနော်ဒါလေးကိုမလည်းမတော့လုံးဝစီးတက်လေးနဲ့ရောင်းမှာ1 set မှာကိုမိုင်မှာဝဲကြည့်ကြည့်မှာအပြင်နေမှာအပြင်မဟုတ်မှာညီမတို့စီမှာပဲဝဲကြည့်ကြည့်မှာဒီလိုမျိုးဂျင်းအိမ်တက်ဘောင်းကြီးတက်ညီမတို့ဘလို့စီးရောင်းနေဆိုကိုမိုင်တိမှာအောင်မှာတချို့ဟာဆိုလဲ4,900တချို့ဒီဘောင်းကြီးဂျင်းမောင်းနေဆိုတချို့မတွေဆိုညီမလေးဘလို့ရောင်းတာအော်ရာဘုံကြီးတွေဆိုမှအခုလို့ဆို9,000ကို8,000အလောက်ဝန်းကျင်ရှိနေပြီမတို့အဲ့လိုအော်ရာဘုံကြီး8,000ကိုရောင်းတာဆိုမာရွေးနေတွက်ကြည့်ကြည့်လိုက်မှာကဲဒါပဲ9,000ထားဒါပဲ8,000ထားလိုက်အောင်ညီမကိုမကြီးကြီးလာတသိန်း1 set ကိုမှတသိန်း3,000ရှိနေဒါပေမဲ့မတို့ညီမတို့ရောင်းပေးတာ1 set ကိုမှတသိန်းနဲ့ပဲရောင်းပေးတာတော့မတို့တသိန်းမလုံးဝတန်တယ်မတို့ရေဒါမျိုးအပေါ်9,000အောက်9,000မဘောင်းမီရလဲတော့မရိုးရည်လေးမဟုတ်ပဲအောက်မှာကြောက်ကလေးတွေလည်းပါတယ်တချို့ဘောင်းမီဆိုရတယ်မကတ်တင်နေလှတယ်အဲ့လိုပုံစံမျိုးကြီးမမျိုးစုံ quality တွေအရန်ကောင်းတာမလို့မတို့1 set ကိုတသိန်းနဲ့ဆိုတော့တကယ်မှတန်တာပါပဲမတို့ဒါပြမနံပါတ်2အစင်လေးပါမတို့နံပါတ်2လေးတော့ကြောက်လက်ရှည်လေးပါရှင်လက်ရှည်တော့အောက်နားမှာဆိုကြောက်ကလေးနဲ့ပါလာပါရှင်အဲ့ဒါမှနံပါတ်3စင်လေးနံပါတ်3လေးပါတော့ရင်ဘက်မှာအဓိကလှရင်ဘက်တို့ကော်လန်တို့မှာရှယ်တွေမတို့ဒါတော့မှနံပါတ်4ပွဲတော်တက်လို့ရတဲ့ဒီတော့ချင်းဝက်ဆက်အရန်လာတော့မှဒီမှာရှေ့တပြင်းလုံးကြောက်တယ်ကြီးပဲမတို့နံပါတ်5အခုနကအချင်းမမီနေဒီအရင်လေအလူလေးနဲ့အရင်လေလိုချင်တဲ့မိုင်မှာလို့ရတယ်သူအောင်နားဒီမှာဆိုလက်ရှည်ကိုနော်မကြောက်ရင်းနဲ့ပါမတို့မှာချင်းတွေမှာလေးအခုပဲ TikTok စီမှာလာမှာလို့ရပါပြီနော်မနောက်ဗီဒီယိုမှာလည်းဘလို့အစ်စ်လေးကိုမတွေကိုပြပေးမယ်ဆိုတော့ချစ်မရဲ့စောင့်မျှော်ကြည့်အားပေးဖို့မြစ်တာအခက်အပ်ပါတယ်ရှင်မဗီဒီယိုဆုံးကြည့်ပေးမှာကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘိုင်ဘိုင်